ကိုလေးလာခဲ့သူအချိန်တည်းပြတ်သွားမယ်သူတန်တေကခနာဘဝကိုချာဝရမလို့တမလို့နောင်ရေကိုမကိုနဲ့မဆိုင်ဘူးလို့အတဝေးရင်ရေကိုတေချာမသိရင်တနေ့ချပြန်မဆိုးရှင်တနေတဲ့တန်တချောင်းကိုယ်နဲ့မပိုင်မသိဘူးလို့အချိန်မရွေးဘူးအရေးလို့ခွေပြောင်းတယ်လို့တမလို့နောင်ရေကိုဖွင့်ရမြန်ကလွယ်လို့အထင်းချုံသူမရှိလို့ကူရပြမြန်ရင်လို့တိုင်းပဲတဲ့ရှင်စိုးကိုတိချတဲ့သိခေါ်ပေးရဲ့ချင်းတို့ကိုမေပြူပြီးတော့ခြင်းနဲ့ရှင်ရဲ့တတခရီးကိုမရရစတဲ့ဝါအလေးရောက်ကင်းမဲတဲ့ဘဝကိုခင်ယေရှုကကူညီဖို့အမြဲတည်းရှိစေနိုင်ဖို့ကိုကိတချစ်ချလေးရှင်ခရစ်တော်ဖျားလို့နေလို့